အားလုံးပဲမင်္ဂလာပါရှင်ခုကတော့ကျမကူကစားကြတယ်ဆိုလို့အာလူသီးလေးကြော်ပေးမှာဖြစ်ပါတယ်ရှင်စီပွက်ပြီးဆိုတာနဲ့ဆန်နွဲနဲ့ကြက်သွန်လေးထည့်ပါမယ်ပြီးရင်တော့အာလူသီးလေးထည့်ပါမယ်အရသာအတွက်စားလေးအနည်းငယ်ထည့်ပါမယ်အာလူသီးလေးနဲ့အောင်လို့ရင်နွေးလေးအနည်းငယ်ထည့်ပါမယ်ရှင်အနံလေးမွေးနေအောင်လို့မဆလာလေးအနည်းငယ်ထည့်ပါမယ်ရေလေးလက်ခန့်ပြီးအာလူသီးလေးကြက်ပြီးဆိုရင်တော့အရသာရှိလာတဲ့အာလူမဆလာလေးရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်